အားလုံးနော်ယူယူတိုင်းမှာရှိတယ်ကျွန်တော်ရဲ့တူတူချင်းလေးဆွေတွေအားလုံးပဲမြင်ကြလာမှာပေါ့နော်ကိုကရဲ့ YouTube အကောင့်လေးကိုနော်မြင်တာတွေ့တာနဲ့အကူမရဲ့အားလုံးကနေပြီးတော့ subscribe လေးနှိပ်ပြီးမှကြည့်ပါ subscribe နှိပ်ပြီးတဲ့အကူမရဲ့ရနော်လက်မလေးနှိပ်သွားပါ comment လေးတွေမှာနှစ်သက်ရလေးနှစ်သက်တယ်ဆိုရင်နှစ်သက်တဲ့ကူမလေးက okay လေးတွေမှတ်မိတာပါကဲကိုကရဲ့ကူမရဲ့အားလုံးပဲကိုအောင်မတင်ပေးခဲ့တာဒါကြာခဲ့ပြီပေါ့နော်အခုမှကိုအောင်မကနေပြီးတော့ဒါ YouTube လေးကနေပြီးတော့ပြန်ပြီးတော့တင်ပေးရခြင်းဖြစ်တယ်ကိုကရဲ့အကူမတွေကနေပြီးတော့နော်ဒီဗီဒီယိုဖိုင်လေးကိုအများမြင်အများပေါအောင်ဒါ share ပေးပါဝိုင်းဝန်းပြီးတော့မျှဝေပေးပါလို့ကိုအောင်မကနေပြီးတော့မြစ်တာရက်ခံပါတယ်ကိုအောင်ရဲ့အကူမတွေအားလုံးပဲစိတ်ရင်ချမ်းသာရင်ကိုယ်ညမိုင်းနဲ့ပြည်နိုင်ကြပါစေအားလုံးပဲနော်ရှင်လန်းချမ်းမြေကြပါစေပေါ့နော်ကိုအောင်ရဲ့အကူမတွေအားလုံးပဲတနေ့နာအင်္ဂါဗုဒ္ဓဟူဇာရိုးပတ်တီတစ်လုံးနော်ကိုအောင်မကနေပြီးတော့မျှဝေပေးမယ်ကိုအောင်ရဲ့အကူမဒါရ free မျှဝေပေးမှာနော်ဖရီးတင်ပေးရခြင်းဖြစ်တယ်ကိုအောင်ရဲ့ကိုမတွေကယုံကြည်မှလိုက်ဆော့မယုံကြည်လိုက်ပြီးတော့တပြားတစ်ချက်ပုံမှမဆော့ပါနဲ့เนาะကိုအောင်ရဲ့ကိုမတွေကိုမပြောက်ပတ်ဒီ19ရက်20 21ရက်နေ့ပေါ့เนาะဒီ3ရက်เนาะဒီ3ရက်နေ့မှာထွက်ရှိမဲ့ခဏဒါအင်္ဂါမကျော်လို့လည်းပြောလို့ရတယ်เนาะကိုအောင်ရဲ့မိတ်ဆွေတွေကိုကိုအောင်တစ်ခါလေးပြောပြလိုက်တာအင်္ဂါမကျော်ခွန်လုံးမိုင်เนาะခွန်လုံးမိုင်နဲ့80ရဲ့89ရဲ့80 89ခွန်389ပေါ့နော်ဒါက main all quad နှစ်ကွက်နဲ့ပတ်တီးရဇာတို့ပတ်တီးရခွန်ပတ်တီးเนาะကိုအောင်ရဲ့မိတ်ဆွေတွေအားလုံးပဲပေါက်ကြပါသေးပေါ့နော်အဆင်ပြေကြပါသေးအဆင်ပြေအောင်ဆိုပြီးတော့လေကိုအောင်မကနေရွေးချယ်ပြီးတော့ထုတ်ပြီးတဲ့ကဏ္ဍလေးဒီကိုအောင်ရဲ့မိတ်ဆွေတွေချစ်မိတ်ဆွေတွေအားလုံးကနေပြီးတော့ယုံကြည်နဲ့လိုက်ပြီးတော့ထိုးစီခြင်းနဲ့လိုက်ယုံကြည်တို့လိုက်ဆော့တဲ့လူတွေအကူမရမယ်မယုံကြည်တို့လိုက်မဆော့တဲ့အကူမတွေတော့ရမှာမဟုတ်ဘူးဒါကြောင့်မလို့ကိုအောင်ရဲ့မိတ်ဆွေတွေအားလုံးကိုလည်းကိုအောင်မကနေပြီးရသွားအောင်အဆင်ပြေသွားအောင်เนาะကြံခဲ့တဲ့ဘက်မှာရှုံးခဲ့တာလေးတွေရှုံးပြလေးတွေကြည်သွားအောင်ကိုအောင်မကနေပြီးတော့လာရောက်ပြီးတော့မျှဝေပေးတာကိုအောင်လည်းစေတနာနဲ့ဒါကြီးပေးတာငွေကိုအောင်ကိုပောက်သွားလို့ငွေတစ်ပြားတစ်ချက်မှပေးတယ်လည်းမလို့เนาะပေးတယ်ပေးကြမလို့ငွေလည်းပေးကြမလို့ဒီအတွက်ကကိုအောင်ကနေပြီးတော့မေတ္တာเนาะစေတနာတရားရာခိုင်နှုန်းထည့်ပြီးကိုအောင်ရဲ့အကူမတွေကိုဒါမျှဝေပေးတာကိုအောင်ရဲ့အကူမတွေကတော့เนาะအများမြင်အများပေါအောင် share ပေးရုံလေးပဲเนาะနောက်တဲ့ဗီဒီယိုဖိုင်တွေလည်းထပ်ပြီးတော့မြင်နေတယ်တွေ့နေတယ်เนาะထပ်ပြီးတော့ထိုးမယ်စိတ်ဝင်စားတဲ့နေတဲ့သမားတွေလည်းရှိသေးတယ်နေတဲ့သမားတွေလည်းစိတ်ဝင်စားမယ်ဆိုရင် channel ကို subscribe နှိပ်ထားပါเนาะ channel ကို subscribe နှိပ်တခါတည်းကျွန်တော်တခါတည်းပြောလိုက်မယ် channel ကို subscribe နှိပ်ပြီးရတယ်ခေါင်းကောင်းလေးနှိပ်ဖွင့်တာဒါမှကျွန်တော်ဗီဒီယိုဖိုင်လေးတွေအစ်ကလေးတွေမှာတင်လိုက်တိုင်းမှာကျွန်တော်ရဲ့အကူမတွေဖုန်းထဲမှာဒါတခါတည်းရောက်လာမှာဖြစ်တယ်ဒါကြောင့်မနက်မှောင်ကျွန်တော်ပြောချင်တယ်เนาะမနက်မှောင်နေတဲ့သမားတွေကတော့เนาะ16လုံးမိုင်เนาะ16လုံးမိုင်နဲ့19တင်5 13เนาะ63 69 60အဲ့ကွက်တွေကောင်းတယ်เนาะဒါ1ပိုင်6ပိုင်မနေ့ကနေတဲ့သမားတွေ19ရက်နေအတွက်เนาะဆိုတော့ဟာခွန်လုံးပိုင်ကဒါခွန်ကဒါဇာတို့ပတ်ဒီเนาะအားလုံးမရှင်းရှင်းလင်းလင်းလည်းဖြစ်သွားအောင်တည်တည်ချာချာလေးနားထောင်ပြီးတော့မှထိုးပါလိုက်ပြီးကစားပါเนาะအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမနဲ့ပြည့်စုံနိုင်ကြပါစေအားလုံးပဲခွက်လက်ကြီးเนาะအားလုံး